အားလုံးပဲမင်္ဂလာပါ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့လူတစ်ယောက်အောင်မြင်တော့မယ်ဆိုတာကိုဘယ်လိုချက်လက်တွေကိုကြည့်ပြီးခံမှန်းသိရှိနိုင်နေဆိုတာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးကလူကြီးမင်းတို့အတွက်အကျိုးရှိတယ်ဆိုရင် channel လေးကို subscribe လုပ်ပေးသွားဖို့မမေ့နဲ့နော်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာနိုင်ဖို့ဒီအချက်တွေကိုသိထားရပါမယ်နံပါတ်1ရည်မှန်းချက်ရှိပြီးအာယုံစူးစိုက်နိုင်ခြင်းအောင်မြင်သူများဟာဘာလုပ်ချင်လဲစုတာထက်ဘာဖြစ်ချင်လဲကိုရှင်းရှင်းလင်းသိပြီးအချိန်နဲ့စွမ်းအားကိုအများဆုံးအသုံးချတတ်တဲ့အနှောက်အယှက်များကိုလျှော့ချကာတစ်ခုတည်းသောရည်မှန်းချက်စီဦးတည်နိုင်ခြင်းဟာအောင်မြင်မှုကိုညွှန်းဆိုတဲ့အရေးကြီးဆုံးနိမိတ်ဖြစ်တဲ့နံပါတ်2အခွင့်အလမ်းများကိုမြင်နိုင်စွမ်းရှိခြင်းအောင်မြင်မဲ့သူဟာအခက်အခဲကိုအခွင့်အလမ်းအဖြစ်မြင်တတ်တယ်ဥပမာအလုပ်ပြုတ်သွားတာကိုကိုယ်ပိုင်လုပ်ငန်းစတင်ဖို့အချိန်လို့ယူဆခြင်းဝေဖန်မှုကိုမိမိကိုယ်ကိုမြင့်တင်ဖို့အကြံဉာဏ်အဖြစ်လက်ခံခြင်းနံပါတ်3အတွင်းစိတ်ခွန်အား self motivation ပြင်းထန်ခြင်းအပြင်မှအားပေးမှုမရှိဘဲမိမိကိုယ်ကိုလုပ်ရမယ်လို့နှိုးဆွနိုင်ခြင်းပြင်းရည်ခြင်းနဲ့ရွှေ့ဆိုင်ခြင်းမရှိအလုပ်ကိုစနစ်တကျလှုပ်ဆောင်တတ်ခြင်းနံပါတ်4တင်ယူမှုအမြဲရှိခြင်းအောင်မြင်သူများဟာငါသိပြီးဟူသောစိတ်ထားမရှိဘဲအသစ်သောအရာများကိုလေ့လာနေတတ်တယ်ဥပမာစာအုပ်စာပေဖတ်ခြင်း online course များတက်ခြင်းနဲ့အတွေ့အကြုံများမှသင်ခန်းစာယူခြင်းနံပါတ်5ကိုကျင့်တရားကောင်းမွန်ခြင်းတစ္ဆာရှိမှုတာဝန်ယူမှုနဲ့စည်းကမ်းတွေဟာအောင်မြင်သူတိုင်းရဲ့အခြေခံလက္ခဏာဖြစ်တဲ့လူမှုဆက်ဆံရေးမှာယုံကြည်မှုရှိခြင်းနဲ့မိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်းကအရေးပါတဲ့အချက်တွေဖြစ်တဲ့နံပါတ်6လူမှုဆက်ဆံရေးကောင်းမွန်ခြင်းအောင်မြင်မှုဟာတကူတော်ခရီးမဟုတ်ကောင်းမွန်တဲ့ network နဲ့အပြန်အလှန်အကျိုးပြုမှုများကိုတည်ဆောက်နိုင်ခြင်းဥပမာ mentor ကောင်းရှာခြင်းအကြံဉာဏ်တောင်းခြင်းအသင်းအဖွဲ့နဲ့ပူးပေါင်းလှုပ်ဆောင်နိုင်ခြင်းနံပါတ်9စိတ်သက်ကြံ့ခိုင်ခြင်းအောင်မြင်သူများဟာကြာရှုံးမှုကိုဆုံးဖြတ်ချက်အားဖြည့်တဲ့လောင်စာအဖြစ်အသုံးချတတ်တယ်ဥပမာတကားပိတ်ခံရခြင်းကိုနောက်တကားရှာဖွေရန်အခွင့်အလမ်းလိမ့်မြင်ခြင်းဝေဖန်မှုတွေမိမိအားနည်းချက်တွေကိုသိရှိရန်နည်းလမ်းအဖြတ်စစ်အသုံးချခြင်းနံပါတ်10ကျန်းမာရေးနဲ့စိတ်ချမ်းသာမှုကိုဦးစားပေးခြင်းခန္ဓာကိုယ်နဲ့စိတ်ကိုဂရုစိုက်ခြင်းဟာရေရှည်အောင်မြင်မှုအတွက်အဓိကကျပါတယ်။အေးရေးဝခြင်းအာဟာရပြည့်ဝခြင်းကိုယ်လက်လှုပ်ရှားမှုရှိခြင်းတို့ဟာစွမ်းဆောင်ရည်ကိုမြင့်တင်ပေးပါတယ်။နံပါတ်9စီးပွားရေးအမြင်ရှိခြင်းငွေကိုအလုပ်ခိုင်းတတ်ခြင်းယင်းနှိမ့်နှံမှု passive income အလားအအသုံးစရိတ်ကိုရှောင်ရှားခြင်းအနာဂတ်အတွက်ဗန္နာရေးအစီအစဉ်ဆွဲခြင်းနံပါတ်10ကျေးဇူးတင်စိတ်နှင့်ရိုးသားမှုရှိခြင်းအောင်မြင်သူများအားဟာမိမိအတွက်အထောက်ပံ့ပေးသူများကိုအတိအမှတ်ပြုတတ်တဲ့ရိုးသားမှုနဲ့ဂတိကဝတ်တည်ခြင်းတို့ဟာလူမှုရေးနဲ့စီးပွားရေးမှာယုံကြည်မှုကိုတည်ဆောက်ပေးပါတယ်နံပါတ်7အရေးကြီးဆုံးအရာကိုဦးစားပေးတတ်ခြင်းအောင်မြင်သူများဟာအချိန်ဖြုံးတတ်သောအလေးထားများဥပမာ social media လွန်ကဲစွာအသုံးပြုခြင်းကိုရှောင်ရှားတတ်ပါတယ်နံပါတ်7ဖန်တီးနိုင်စွမ်း creativity နဲ့ပြဿနာဖြေရှင်းနိုင်စွမ်းရှိခြင်းပုံမှန်ထက်ကွဲပြားတဲ့ချင်းကပ်နည်းများနဲ့အခက်အခဲကိုဖြေရှင်းတတ်ခြင်းဥပမာဝန်ထမ်းတဦးအနေဖြင့်ကုန်ကျစရိတ်သက်သာစေမည့်နည်းလမ်းများကိုအဆိုပြုတင်သွင်းနိုင်ခြင်းနံပါတ်13အနေရယူရဲခြင်း risk taking တက်တောင့်တက်တာရှိသောဇုံ comfort zone မှထွက်ရဲခြင်းဥပမာအာမခံထားတဲ့အလုံးမှနှုတ်ထွက်ပြီးကိုယ်ပိုင်လုပ်ငန်းစတင်ခြင်းမကြုံဘူးတဲ့နယ်ပယ်တွေမှာလေ့လာဖို့စွန့်စားခြင်းနံပါတ်14မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း self confidence ငါလုံနိုင်တယ်ဆိုတဲ့စိတ်ထားနဲ့စိန်ခေါ်မှုများကိုရင်ဆိုင်တတ်ခြင်းအောင်မြင်သူများအားဟာမိမိရဲ့အားနည်းချက်များကိုလက်ခံပြီးအားသာချက်များဖြင့်မောင်းနှင်တတ်တဲ့နံပါတ်15ပတ်ဝန်းကျင်ကိုရွေးချယ်တတ်ခြင်းတင်နဲ့အမြဲအတူရှိသူ9ဦးရဲ့ပြန်မြဟာတင်ဖြစ်သည်ဟူသောအဆိုအရအောင်မြင်သူများသည်သူတို့ကိုမြင့်တင်ပေးတဲ့လူများအတိုင်းဝိုင်းကိုရွေးချယ်ထားတတ်တဲ့အစိုးမြင့်အတားအဆီးဖြစ်စေသူများထံမှဝေးနေတတ်ပါတယ်နံပါတ်16စီကံနဲ့နေထိုင်မှုပုံစံရှိခြင်းအောင်မြင်သူများဟာနေ့စဉ်အလေးအကျင့်ကောင်းများ morning routine လေ့ကျင့်ခန်းစာဖတ်ခြင်းကိုမပြတ်မကွက်လှုပ်ဆောင်တတ်တဲ့ဥပမာ Elon Musk time blocking နည်းမိနစ်50ခြားလုပ်ငန်းစဉ်များကိုစီမံခြင်းတစ်နေ့ကိုအနည်းဆုံး2နာရီကိုယ်တိုင်တိုးတက်ဖို့အချိန်ပေးခြင်းနံပါတ်10ခွန်စိတ်လှုပ်ရှားမှုကိုထိန်းချုပ်နိုင်ခြင်း emotional intelligence ဒေါသစိုးရိမ်မှုစိတ်တက်ကြွမှုများကိုအလျှော့မပေးဘဲထိန်းညှိနိုင်ခြင်းအခြားသူများရဲ့ခံစားချက်ကိုနားလည်ပြီးဆက်ဆံရေးကောင်းမွန်အောင်စီမံနိုင်ခြင်းနံပါတ်18ကျေးဇူးတင်စိတ်နဲ့ပြန်လည်ပေးဆက်လိုစိတ်ရှိကြအောင်မြင်သူများဟာမိမိရရှိထားတဲ့အရာများအတွက်ကျေးဇူးတင်တတ်ပြီးလူမှုအတိုင်းဝိုင်းအားပြန်လည်ပံ့ပိုးတတ်တဲ့ဥပမာ mentorship ပေးခြင်းအလှူဒန်းများပြုလုပ်ခြင်းနံပါတ်19ရေရှည်အမြင်ရှိခြင်း long term vision ယနေ့အတွက်မဟုတ်10နှစ်နောက်ပိုင်းအတွက်ဆုံးဖြတ်ချက်ချခြင်းလက်ရှိအကျိုးအမြတ်ထက်အနာဂတ်တန်ဖိုးကိုဦးစားပေးခြင်းဥပမာပညာရေးကျန်းမာရေးယင်းနှိမ့်မြုပ်နှံမှုနံပါတ်20အောင်မြင်မှုကိုခရီးတစ်ထောက်အဖြစ်မြင်ခြင်းပန်းတိုင်ထက်ခရီးကဘို့အရေးကြီးသည်ဟူသောစိတ်ထားဖြင့်လုပ်ငန်းတိုင်းကိုအမှုပညာတစ်ခုကဲ့သို့ခံစားတတ်ခြင်း
အောင်မြင်မှုကိုအဆုံးသတ်အဖြစ်မမြင်ဘဲတဆင့်ပြီးတဆင့်တက်လှမ်းရန်အခွင့်အလမ်းအဖြစ်ရှုမြင်တတ်ခြင်းဒီလက္ခဏာများထဲမှတင်မှာ၅ခုထပ်ပိုကိုက်ညီနေမယ်ဆိုရင်တင်ဟာအောင်မြင်မှုအတွက်စိတ်နေစိတ်ထားအလေးအကျင့်လှုပ်ဆောင်ချက်ပြည့်စုံစွာပြင်ဆင်ထားပြီးဖြစ်ပါတယ်။အောင်မြင်မှုဟာကံ၏အရေးမဟုတ်ရွေးချယ်မှုများ၏အသီးအပွင့်ဖြစ်ပါတယ်။လူကြီးမင်းတို့ဘဝလန်းခရီးမှာအောင်မြင်မှုလက္ခဏာများပိုမိုပေါ်လွင်နိုင်ပါစေ။